ဗီဒီယိုရဲ့အစမှာတော့စက်ရုံတစ်ခုမှာပုံးလေးတွေဟာအရှုပ်လေးတွေအဖြစ်ပြောင်းခန့်နေရပါတယ်။ပြောင်းပေးနေတဲ့သူတွေကဝေါ်ကာဖြစ်ပါတယ်။သူ့ရဲ့ပန်းသီးပေါ်ကိုရှင်ကောင်ကြီးကလာပြီးပစက်ကြီးနဲ့စားပါတော့တယ်။ဟာဒီဟင်ကောင်စုတော့စမှာရှင်ကောင်ကထွက်သွားပေမဲ့စိတ်တုန်နေတဲ့ဝေါ်ကာကလိုက်သွားပါတယ်။ပြီးတော့စိတ်တူတူနဲ့ရိုက်ချလိုက်ပေမဲ့ရှင်ကောင်ကအကွက်ပြပြီးရှောင်းလိုက်ပါတယ်။ဒါပေမဲ့အတီးကမိန်ပုတ်ကြီးကိုရိုက်မိပြီးတော့လျှက်စစ်တွေထွက်လာပါတယ်။နောက်တော့ရှော့တွေဖြစ်လာပြီးအယုတ်လုတဲ့ပုံကြီးက error တွေဖြစ်သွားပါတယ်။ပြီးတော့ပောက်ကွဲသွားပါတယ်။ဘော့ကလည်းလွင့်ထွက်သွားခဲ့တာပေါ့။အယုတ်လုတဲ့ပုံကြီးကနေပြီးတော့အားလုံးလည်းသိတဲ့ဖူကြီးဖြစ်လာပါတယ်။ဟာဘာကောင်းကြီးဖြစ်လာလေဟာ။စားမယ်။ဖူကဝက်ကောင်စားပစ်လိုက်ပါတယ်။အရင်စားလို့ကောင်းတာပဲကွာ။တစ်ဖက်မှာတော့ Hero Prime က AC လေးကားဆောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကားကြီးပောက်ကွဲထွက်လာပါတယ်။ဘာလို့လဲဆိုတော့ဖူကြီးကနောက်ကနေလိုက်စားနေလို့ဖြစ်ပါတယ်။ဖူက Hero Prime စီကိုရောက်လာပါတယ်။စားချင်လိုက်တော့ကွာ။ချက်တာစားမလား။အိုးအရှမ်းမိုက်တယ်။စားမယ်။အဲ့ဒါနဲ့တခါတည်းနှစ်ကောင်လုံးကိုပါစားပစ်လိုက်ပါတယ်။ဘတ်စကားကြီးကဖူစီကိုရောက်လာခဲ့ပါတယ်။ဖူကကားပေါ်တက်လိုက်ပါတယ်။ဒီလိုနဲ့ Monster School ကျောင်းတော်ကြီးစီကိုရောက်လာခဲ့ပါတယ်။စေနာတော့ထုံနေပြီမလာဘူးလားကွာ။ဖူကြီးကကျောင်းထဲကိုဝင်ချလာပါတယ်။ကျောင်းခန်းရှိကိုတက်ပြီးတော့ငါမင်းတို့ရဲ့ဆရာပဲကွာဟာဘာကောင်းလဲဟာဖူကသူ့ကိုရှီနေတဲ့ကောင်စီကိုရောက်လာပြီးတော့ခရစ်ပါကိုစားပစ်လိုက်ပါတယ်ဘာလဲဟာဘာကောင်းကြီးလဲဖူကသူ့ရဲ့ပစက်ထဲကနေပြီးအိတ်လေးတစ်ခုထွက်လာပါတယ်ပြီးတော့ကြောက်တင်မောင်းရှိကိုပြန်သွားပြီးတော့ဒီနေ့တင်ရမယ့်လေ့ကျင့်ခန်းက cooking ဆိုပြီးပြလိုက်ပါတယ်ကဲချက်လိုက်ကြတော့စားမကောင်းမင်းတို့စားမယ်ကွာကျောင်းသားတွေရဲ့ရှေ့မှာမီးဖို့ကြီးတွေထွက်လာပါတယ်ပြီးတော့အချိန်တနာရီသတ်မှတ်ပေးလိုက်ပါတယ်ပင်မန်ကသူ့စီမှာပါလာတဲ့အရာတွေကိုဟင်းအိုထဲပစ်ထည့်လိုက်ပါတယ်။ဂက်စ်ကတော့ကြက်ဥကြော်ရာကနေသူ့ပါကြော်ပြီးသားဖြစ်သွားပါတယ်။စကလက်တန်ကဘာမှမပါလာတာနဲ့သူ့ရဲ့ခေါင်းကြီးထည့်လိုက်ပါတယ်။ With the skeleton ကသူ့ရဲ့ဟင်းအမယ်တွေကိုထည့်လိုက်ပါတယ်။အန်တမန်ကအန်အောနေခဲ့ပါတယ်။စားသုံးမဲ့စပုံမူကြီးကအိပ်ပျော်နေခဲ့ပါတယ်။အချိန်ကတော့6မိနစ်ကုန်သွားပါပြီ။အန်တမန်ကပျောက်သွားပြီးဖိစာဆိုင်ကိုရောက်သွားပါတယ်။ဟာအရှမ်းမိုက်တယ်ကွာဝင်းနေရောပဲဟိအဲ့ဒီအချိန်မှာအန်တမန်ကြီးရောက်ချလာခဲ့ပါတယ်ပြီးတော့ပီစာကြီးကိုခိုးပြီးပြန်ပြောက်သွားခဲ့ပါတယ်ဒီလိုနဲ့သူကဟင်းချက်ဆရာမလို့တော့ပဲဟင်းပွဲတစ်ခုသူရသွားပါတယ်ခရပါကအသားပြားတွေကိုလှီးပြီးဟင်းပွဲထဲကိုထည့်လိုက်ပါတယ်အချိန်က32မိနစ်ပဲကြာမှာတော့တယ်စွန်ပီကဟင်းချက်ရင်သူ့ရဲ့ဟင်းပွဲကြီးပဲပြာကျသွားခဲ့ပါတယ်အဲ့ဒါနဲ့သူဘာမှမဖြစ်တယ်လို့ပဲဟင်းအရွက်လေးကိုတင်ထားလိုက်ပါတယ်အပါမဘလဘူးနော်ပိတ်မန်ကသူ့ရဲ့ဟင်းကိုသူရှူကြည့်လိုက်ပါတယ်အပပါနဲ့ကြည့်လိုက်ကွာပိတ်မန်ကမထူးတာနဲ့အန်ချလိုက်ပါတယ်အချိန်ကတော့6မိနစ်ပဲကြာမှာတော့တယ်ခဏကြာတော့အချိန်ပြည့်သွားပါပြီကဲစားမယ်ဖူကစွန်ပြီးစီရင်သွားလိုက်ပြီးအရှမ်းမိုက်တဲ့ဟမ်ဘာဂါလေးကိုမြင်သွားပါတယ်အဲ့ဒါနဲ့စားကြည့်လိုက်ပါတယ်ပြူချိုင်မဲ့ချမာရီစွန်ပြီးချွေးတွေထွက်လာပါတယ်ဘာကြီးချက်ထားလဲလမ်းပြဟာတော့ပူကောင်းမယ်အဲ့ဒါဆိုလမ်ဘီယာဟာတာယူဘီမလေးရှားဖူကတခါတည်းစွန်ပြီးကိုပါကြိတ်လိုက်ပါတယ်တခြားကြံတဲ့ကောင်တွေအားလုံးကတော့လန့်နေခဲ့ကြပါတယ်ဖူကစလိုင်းနာကိုထပ်သွားပါတယ်စလိုင်းချက်ထားတာကအသားပြားကင်ပဲဖြစ်ပါတယ်အဲ့ဒါနဲ့ဖူကစားကြည့်လိုက်ပါတယ်ကျေးဇူးပြုပြီးငါမစားပါနဲ့စိတ်မပူပါနဲ့မင်းဟင်းကောင်းနေကွာဖူကထွက်သွားခဲ့ပါတယ်ငါတို့အသက်ရှင်သွားပြီကွာဖူကပိတ်မန်းစီကိုရောက်သွားပြီးတော့စားရမှလန့်နေပါတယ်ရှင်ကောင်တကောင်လာနာတဲ့အချိန်မှာတခါတည်းကိုရှော့သွားပါတယ်ဖူကဘာပဲဖြစ်ဆိုပြီးစားကြည့်လိုက်ပါတယ်ဖူလည်းဟင်းကောင်လွန်ပြီးအပြင်ဘက်ကိုရောက်သွားပါတယ်ခဏကြာတော့အန်တမန်ကအိတ်တောင်ပျော်နေပါပြီဖူကသူ့ရဲ့ဟင်းကိုမြည်ဖို့ရောက်လာပါတယ်မြည်ကြည့်လိုက်ရှင်းကောင်းတယ်ဟာဟုတ်လားကြီးလားကွာစားလို့ရှင်းကောင်းချက်ပဲဖူကထွက်သွားခဲ့ပါတယ်ဖူတယောက် with the skeleton ရဲ့ဟင်းပွဲကိုကြည့်ပြီးကြောက်နေပါတယ်ဘာလို့လဲဆိုတော့ဘုံတွေပါနေလို့ပဲဖြစ်ပါတယ်အိုးမိုက်ဒီဟာအရတော့ကောင်းပွဲပုံမယ်အဲ့ဒါနဲ့ဖူကစားလိုက်ပါတယ်မိုက်ဒီဟာ with the skeleton ကပုံခွဲတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဖူကဖောင်းပြီးကားလာပါတယ်ပြီးတော့ပောက်ကွဲသွားခဲ့ပါတယ်ပိုက်ထဲကနေ Hero Prime တယောက်ပြန်ထွက်လာခဲ့ပါတယ်အဲ့ဒါဆိုဒါဘသူ့ကြွေးရမှာလဲထားလိုက်ပါငါပဲစားလိုက်တော့မယ်ဒီလိုနဲ့ဖူတယောက်ရှော့သွားပြီးဇလန်းလေးကလည်းအံ့သွားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုမျိုးလေးတွေသဘောကျရဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ပါရှင်တင်သမျှဗီဒီယိုတိုင်းကိုမလွတ်သွားရအောင်လို့
ဘေးနားခေါင်းလောင်းလေးကိုလည်းတီးခဲ့ပေးပါရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်